ကျွန်တော်တို့မြန်မာနိုင်ငံအတွင်းမှာရှိတဲ့စစ်ဘေးတဘာဝဘေးတင့်နေတဲ့ပြည်သူတွေကိုထောက်ပံ့ဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ကျွန်တော်တို့တိုးကျိုးမှာတကြံပွဲလုပ်တယ်ပေါ့နော်အဲ့တကြံပွဲမှာထူးထူးခြားခြားလေးလုပ်ထားတဲ့အစီအစဉ်လေးတစ်ခုပေါ့ကျွန်တော်တော့အရင်ကြိုက်တယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ state ရဲ့နောက်မှာဘုတ်ထောင်ထားပြီးတော့အဲ့ဒီဘုတ်မှာပြည်တွင်းမှာမြန်မာပြည်တွင်းမှာရှိတဲ့လူတွေကိုကိုပေးခြင်းတဲ့ message တွေကိုဒီအားပေးစကားတွေတွိုင်းမှရေးလို့ရတာပေါ့နော်အဲ့ဒါလေးရှိရကျွန်တော်12ရက်နေ့ကတော့မရေးပြဘူးအနာလူတက်ပုံတော့ရိုက်ခဲ့တယ်73ရက်နေ့ကျတော့ပွဲပြီးသွားပြီအကုန်လုံးတင်းညာဆဲကြပြီးတဲ့ခါကျတော့ရေးလို့ရတယ်ရေးကြတော့ကျွန်တော်နှစ်ကြောင်းရေးတယ်ပေါ့နော်ပထမတစ်ခုကတော့အားလုံးသူများရေးနေကြပြောနေကြတယ်မအေးလို့မင်းအောင်လိုက်ပေါ့နော်ပြောချင်တာနောက်တစ်ခုနဲ့ပတ်သက်ပြီးတော့ပြောချင်တာနောက်တစ်ခုကနောက်ခုဖတ်ဖူးတဲ့စာအုပ်ပေါ့နော်ရှေ့တို့တွန်းပို့ခြင်း Pushing to the front ဆိုတဲ့ထဲမှာပါတဲ့စာကြောင်းလေးတွေပေါ့နော်ပတိကစာကြောင်းဆိုတော့ဖះဟောပါလိတော့တယ်မှာပါတယ်စာကြောင်းလေးပါပဲအဘိကမနံတီတေယောနောပဋိကမနံဇွဲကိုကင်ဆုပ်နောက်မဆုပ်မယုတ်ရှိတို့တဲ့ဆိုတာလေးရေးခဲ့တယ်ပေါ့နော်အဲ့ဒါမှအဲ့မှာအကိုတွေပါတယ်ဟာဘလို့လဲပါညာလဲနဲ့ဆိုမေးလို့စကားလေးတော့ပြောပြခဲ့တယ်ပေါ့နော်အဲ့ဒီစာဘယ်လိုပြောမလဲအဲ့ဒီစကားလေးရဲ့နောက်ခံတမန်ကြောင့်ရှိတယ်ကျွန်တော်တို့ဂေါရမဖះလက်ထက်ပေါ့နော်ဖះအရာစကြိုးမှာနေတဲ့အချိန်သတင်းသုံးတဲ့အချိန်အဲ့ဒီအချိန်မှာအနာတဖိုင်တထေးလို့ကျွန်တော်တို့လူတွေသိထားတဲ့ဒီအနာတထေးလောင်းဖြစ်တဲ့တုဒတ်တာဆိုတဲ့တထေးလောင်းပေါ့နော်တထေးလောင်းမထားပါဘူးတထေးလောင်းလေးကသွားပြီးတော့အစကြိုးသွားရင်းနဲ့ဖះပွင့်နေပြီဆိုတော့ကြားတော့ဖះစီသွားကြတယ်ဒါပေမဲ့အချိန်မဟုတ်သေးလို့နောက်ရက်မှသွားပါဆိုပြီးတော့သူ့ကိုတားကြလို့သူကအဲ့နေတော့မသွားဖြစ်လိုက်ဘူးပေါ့နော်ဒါပေမဲ့ तू ကဖះဟိုတွေ့ကျင်တယ်ဖះဆိုတဲ့စိတ်နဲ့နေတော့ညအိတ်တာ तू ခေါင်းအိတ်မပြောလန့်နိုးနေမိုးလင်းပြီလားဆွေးမှာပေါ့နော်လန့်နိုးတယ်တော့တချို့ကတော့ तू ကမိုးလင်းပြီဆိုတဲ့ဒါသူ့စိတ်ကအရန်အတက်ဖြစ်နေမှာနော်ဖះဟိုတွေ့ကျင်တဲ့စိတ်နဲ့ဖះစီသွားကျင်တဲ့စိတ်ကအရန်ပြင်းထန်နေတော့ညာကြီးမောင်ပေါ့နော်တယောက်ထထချလာမြို့ပြင်ထွက်ဖះကမြို့ပြင်ကတောเจ้าမှာတရင်သုံးတာ哦ထွက်လာတော့အစတော့တွေ့ကျင်တဲ့စိတ်အရန်ပြင်းထန်ပြီးတော့သွားတာဖြစ်တဲ့ကြောင့်သူ့မှာကြောက်ကောင်းမှလည်းမသိဘူးလန့်ကောင်းမှလည်းမသိဘူးမြို့ပြင်လည်းရောက်ရောအရာအလုံးကမှောင်မိုက်တိတ်ဆိတ်အဲ့မှာဒီမှာခွေးတွေကဥပါညာပေါ့နော်အဲ့လိုမျိုးအနေထားမျိုးဖြစ်သွားတော့သူ့မှာကြောက်စိတ်ဝင်လိုက်တော့ငါနောက်ပြန်လှည့်တော့မယ်ဆိုတဲ့အတွေးမျိုးဖြစ်လာတော့အဲ့ဒီမှာသူတို့အိမ်မှာပြောတော့တင်းကြီးဆောင်နေလို့တော့အဲ့လိုပုံစံမျိုးနော်အဲ့ဒီနဲ့တော့တယောက်ကနေပြီးတော့နောက်ကတည်းကအတန်ကြီးနဲ့လှမ်းအော်တာအဘိကမဂါပတိအဘိကမဂါပတိအဘိကမနံတေတေယောနောပဋိကမနံတော့မြန်မာလိုပြောရင်တကြွဲရှေ့ဆက်သွားတာကမင်းအတွက်ကောင်းမြတ်ခြင်းတွေကြီးကျယ်မြင့်မြတ်ခြင်းတွေဖြစ်လိမ့်မယ်နောက်ကိုယ်ကမင်းဆုတ်လိုက်မယ်ဆိုလို့ရှိရင်တော့မင်းအဲ့ဒီကောင်းမြတ်ခြင်းတွေကြီးကျယ်ပြင်းပြခြင်းတခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတော့အဲ့နက်ကတိုင်းမှာနောက်ကတိုင်းမှာမိုဒီလိုက်ပေးနေတာပေါ့နော်အဲ့ဒီနက်ကပြောနေတဲ့အားပေးစကားနဲ့ပဲသူကအားတက်ပြီးတော့ဖះစီကိုရောက်သွားတယ်ဖះဖူးတော့ဒါနောက်ပိုင်းကိစ္စတွေထားလိုက်တော့အဲ့ဒါလေးပါပြောချင်တာအဘိကမနံတေရောနောပဋိကမနံရှေ့ကိုဆက်သွားတာကပဲကြီးကျယ်ခြင်းနေ
မြင့်မြတ်ခြင်းတွေဖြစ်လိုက်မယ်နောက်ကိုဆုတ်လိုက်မယ်နောက်ကိုဆုတ်သွားမယ်ဆိုရင်အဲ့ဒီကြီးကျယ်ခြင်းတွေမြင့်မြတ်ခြင်းတွေဘာတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့စကားလေးကိုကျွန်တော်သဘောကျပြီးတော့အခုဒီမမေ့နိုင်မယ်ဖြစ်နေတာပေါ့နော်ပြောချင်တာကကျွန်တော်တို့တော်လန်ကြီးနေဘက်မှာတော်လန်ကြီးအတန်ဝင်ထဲမှာပါဝင်နေကြတဲ့လူတွေဟာဆိုလို့ရှိရင်များသောအားဖြင့်ကျွန်တော်ပါဝင်ကျွန်တော်ပတ်ဝန်းကျင်လူတွေတော်တော်များများဟာနေ့ကြာလာတဲ့နဲ့များအချိန်ကြာလာတဲ့နဲ့များစိတ်တွေပင်ပန်းနေလူတွေပင်ပန်းနေအစင်မပြေမှုတွေဒီတော်လိုင်းနဲ့ပတ်သက်ပြီးတော်လိုင်းမှာပါဝင်ပတ်သက်နေတယ်ပတ်သက်ပြီးတော့အစင်မပြေမှုတွေတစ်ခုမဟုတ်တစ်ခုတော့ကြုံတွေ့ကြရတယ်ပေါ့နော်ရှင်းပြောရင်နောက်လှည့်မယ်ဆိုရင်တော့မလှည့်သွားလို့ရနိုင်တော့တဲ့အခြေအနေမျိုးနဲ့ကြုံကြရတယ်ပေါ့နော်အဲ့လိုအခြေအနေမျိုးမှာကျွန်တော်ကပြုခုနကထဲရလို့ပေါ့နော်အနာတပိတ်တတိလောင်းကိုနက်ကပြောတဲ့စကားလည်းပဲကျွန်တော်ပြောချင်တာပေါ့ဒီကအဘိကမနတီရောနောပတိကမနကျွန်တော်တို့ဒီရှေ့ဆက်ကိုပြီးမှသွားမယ်ဆိုလို့ရှိရင်သွားကြမယ်ဆိုရင်အောင်မြင်ခြင်းတွေကြီးကျယ်ခြင်းတွေမြင့်မြတ်ခြင်းတွေမလွတ်မသွေကြုံတွေ့ရမယ်မလွတ်မသွေရကြမှာဖြစ်ပေမဲ့ကျွန်တော်တို့ရက်လိုက်ကြမယ်နောက်ဆုတ်လိုက်ကြမယ်ဆိုလို့ရှိရင်အားဒီပါတစ်ခုမှဖြစ်လာမှာမဟုတ်ဘူးစတယ်ပြောချင်တော့အဲ့ဒီmessage ပုံမှာအဲ့ဒါလေးရေးပြခဲ့တာပေါ့နော်အဘိကမနတီရောနောပတိကမနဇွဲကိုကင်ဆုပ်နောက်မဆုပ်မယုတ်ရှိတော့တဲ့ကျေးဇူးများတင်ပါတယ်